အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အသားချစ်ချစ်ကလေးနဲ့အရသာရှိတဲ့ကြက်နီမစီပြန်ဟင်းလေးကိုအနှံ့မွေးမွေးလေးဖြစ်အောင်ဘယ်လိုချက်ရမလဲဆိုတာကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီနီလန်းလေးကအရန်ရိုးရှင်းပေမဲ့ထမင်းစားမင်းကြီးမှာတော့အာမခံပါရဲ့နော်အရင်ဆုံးရေဆေးတန့်စင်ထားတဲ့ကြက်နီမလေးတွေကိုစားစနစ်ချုံမှုနေပြီးတော့တစ်နာရီလောက်နှက်ထားပေးပါမယ်။စီလေးပူလာရင်တော့ကြက်သွန်အချူနီဂျင်းတို့ထောင်းထားတာလေးတွေကိုစီတက်ပေးရပါမယ်။နမင်းမုံလေးပါရောပြီးတော့စီတက်ပေးလိုက်ပါမယ်။ကြက်သွန်လေးကြီးနည်းနည်းနွမ်းလာပြီဆိုရင်တော့ငွေကြီးအရောင်တင်မုံလေးပါထည့်ပြီးတော့စီတက်ပေးလိုက်ပါမယ်ပြီးရင်မဆလာလေးပါအနည်းငယ်ထည့်လိုက်ပါမယ်အနံ့လေးမှုေးသွားအောင်လို့ပါအနည်းကလေးလည်းအရသာရှိသွားအောင်လို့အချုံမိုးလေးနည်းငယ်ရဲ့မပြားရည်လေးရဲ့ထည့်ပေးလိုက်ပါမယ်မြေတီးလေးတွေလည်းနွမ်းလာပြီဆိုတော့ခုနကနှက်ထားတဲ့အသားလေးကိုထည့်ပြီးတော့လုံးမိစီတက်ပေးလိုက်ပါမယ်ကြက်နီမရဲ့အသားကကြစ်ကြစ်လေးလေးနဲ့ချိုတာမို့လို့တာမန်စီပီကြက်တွေလိုမျိုးမဟုတ်ပဲရေများများနဲ့2ရေ3ရေလောက်ချက်ပေးရပါတယ်အနှစ်နဲ့ကြက်သားလေးတွေတမသွားပြီဆိုရင်တော့ရေလေးထည့်ပြီးတော့4ရေလောက်တည်ပေးရပါမယ်။ခုပြထားတဲ့ရေပမာဏအတိုင်း4ရေလောက်ချက်ပေးလိုက်ရင်ရပါပြီ။ဒီကြက်သားဟင်းလေးကအရန်စားကောင်းပြီမဲ့အချိန်လေးတော့နည်းနည်းပေးရပါတယ်။ကြက်နီမမရှိဘူးဆိုရင်တော့ရိုးရိုးစီပီချက်ကိုပဲအခုလိုရေလေး1ရေလောက်နဲ့ထည့်ချက်လိုက်ရင်လည်းရပါပြီ။4ရေလောက်တည်ပြီးပြီဆိုတော့အသားလေးကလည်းနူးလာပြီ။စီလေးကလည်းပြန်လာပြီအရသာကလည်းအတော်ပဲဆိုတော့ကြက်သားစီပြန်ဟင်းလေးရပါပြီကဲအခုဆိုရင်တော့အရန်ရသာရှိတဲ့ကြက်နီမစီပြန်ဟင်းလေးရပါပြီဒီဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like and subscribe လုပ်ပေးဖို့မမေ့ပါနဲ့အောင်နော်နောက်ထပ်ဘယ်လိုဟင်းချက်နည်းမျိုးတွေကိုကြည့်ကျင်လဲဆိုတာကိုတော့ comment မှာရေးခဲ့ပေးလို့ရပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာအားလုံးပဲပြန်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ရှင်